တခါတော့လူတယောက်ဟာအလောက်ကနေအိမ်ကိုအစိုးရပြန်ရောက်ခဲ့ပါတယ်။သူဟာအိမ်ရှိကိုရောက်တော့အိမ်ကန်းတကားကိုဖွင့်ကြည့်လိုက်တာမဖွင့်မရတခုကိုသွားတွေ့တယ်။သူရဲ့ချစ်လာစွာသောချစ်စနီးလေးကတခြားယောက်ျားတစ်ယောက်နဲ့ဖောက်ပြန်နေတာပါ။အဲ့မှာဒီကောင်လဲဒေါသမထိန်နိုင်မယ်နဲ့နှစ်ယောက်လုံးကိုတတ်ပြီးတော့အလောင်းဖြောက်ပြစ်လိုက်တော့တယ်။ဒီပြပြတွေဖြစ်ပွားပြီးတော့6နှစ်လောက်ကြာခဲ့ပါပြီ။အခုဆိုရင်သူ့ရဲ့သားလေးတောင်မှတော်တော်လေးအသက်ကြီးနေပြီဗျာ။ကောင်လေးကအခုဆိုရင်အလဲတန်းကျောင်းသားအရွယ်ကိုရောက်နေပါပြီ။မနေ့တိုင်းလဲစပိန်လေးနဲ့ကျောင်းသွားပါတယ်။ကျောင်းမှာဆိုရင်တော့ဒီကောင်လေးကအမြဲတမ်းအနှိမ်ခံရပါတယ်။အထူးကတော့သူ့ရဲ့အဖေကခွေးမွေးမြူတဲ့လုပ်ငန်းကိုလုပ်ကိုင်တာပါ။ခွေးမွေးတဲ့ကောင်ရဲ့သားဆိုပြီးတော့ဝိုင်းပြီးနှိမ်ချခြင်းဖြစ်ပါတယ်။ဒီတော့ကောင်လေးကတဖြည်းဖြည်းနဲ့အပေါင်းအသင်းတွေနဲ့ဝေးကွာပြီးတယောက်တည်းပဲတရားလေးတစ်စင်းရဲ့အောက်မှာသွားထိုင်နေတတ်တယ်။အဲ့ဒီနေသားတဲ့နေ့လေးတစ်နေ့မှာကောင်လေးကတရားအောက်မှာထိုင်နေတော့ကောင်မလေးတစ်ယောက်နဲ့စုံပါတယ်။ဒီကောင်မလေးကဒီနေရာပုံတော့မပေါ်ဘူးဗျ။သူ့ရဲ့ရုပ်ရည်အသွင်အပြင်ကမျိုးသူတယောက်ရဲ့ပုံပဲကောင်လေးကမြင်မြင်ချင်းစိတ်ဝင်စားသွားတာပေါ့ဒါပေမဲ့ကောင်မလေးကတော့သူ့ကိုမတူသလိုမတန်သလိုကြည့်ပြီးပြန်လှည့်သွားတယ်ဒီတော့ကောင်လေးလည်းအိမ်ကိုစိတ်ညစ်နဲ့ပြန်လာခဲ့တာပေါ့သူ့ရဲ့အဖေနဲ့ညစာတွေပါတယ်အတူစားကြတယ်သူတို့သားဖနှစ်ယောက်ကစကားဆက်မီတော့တိတ်ပြောလေပြောထားတော့မရှိပါဘူးကောင်လေးရဲ့တခြားဝါသနာတစ်ခုကတော့ပကြီးပုံလေးတွေဆွဲရတာဝါသနာပါခြင်းပဲဖြစ်ပါတယ်ဒီလိုနဲ့နောက်နေ့မနက်မှာတော့ကောင်လေးတို့ရဲ့အတန်းတွေကိုမျိုးသူအချောလေးပြောင်းလာခဲ့ပါတယ်ကျောင်းဆင်းတဲ့အချိန်မှာကောင်လေးကထိုင်နေကြတရားအောက်ကိုသွားတော့လေမျိုးသူလေးကအရင်ရောက်နေခဲ့တယ်ဗျအဲ့မှာမပြောမဆိုနဲ့ငါနေတဲ့နေရာကိုမလာနဲ့လို့မောင်းထုတ်တာခံရတယ်ဒီတော့ကောင်လေးလည်းပြန်လှည့်သွားတာပေါ့ဒါပေမဲ့ကောင်မလေးကအတွေးတစ်ခုပေါက်သွားတယ်အနီးနားမှာစွန်စော့နေတဲ့ကလေးလေးနှစ်ယောက်ကိုမြင်တော့နင်းစွန်လွတ်တက်လာလို့မေးတယ်ကောင်လေးကလည်းအခွင့်အရေးရပြီဆိုပြီးစွန်လွတ်တက်တယ်လို့ပြောတယ်ပြီးတော့ကလေးလေးတွေစီသွားပြီးတော့မှစွန်ကိုသွားဝေတယ်ဒါပေမဲ့သူပေးတဲ့ဈေးကနဲနေတော့ကလေးတွေကမရောက်ပါဘူးအဲ့မှာမျိုးသူမလေးကဘောစီဆိုတော့ပတ်စံများများပေးလိုက်တာစွန်ကိုရလာပါလေရောကောင်လေးလည်းကောင်မလေးရဲ့ရှေ့မှာကြွားလုံးထုတ်မယ်ဆိုပြီးစွန်လွတ်ပြတာပေါ့ဒါပေမဲ့ကန်ဆိုးချင်တော့လေကမတိုက်ဘူးစွန်ကအပေါ်မတက်ဘူးပေါ့အဲ့ဒီညနေခင်းမှာတော့သူကွမ်းသွားရှာပါတယ်ဘာပဲဖြစ်ပါစေကောင်မလေးနဲ့တော့ရင်းနှီးမှုရလာပြီဒါကြောင့်ကောင်မလေးကိုမုံဝယ်ကြွေးဖို့အတွက်သူ့ရဲ့အဖေစီကနေမိုးဘိုးတောင်းပါတယ်အဖေဖြစ်သူကတော့ဒီကောင်ထူးထူးဆန်းဆန်းမိုးဘိုးတွေပါတယ်တောင်းလို့ပါလားဆိုပြီးပြုံးလိုက်ပါတယ်နောက်နေ့မနေ့အကြောင်းကိုရောက်တော့ကောင်လေးကကောင်မလေးကိုမုံဝယ်ပေးပါတယ်ကောင်မလေးကမုံနေလွန့်ပစ်တယ်ဗျာအဲဒီအချိန်မှာသူတို့အခန်းထဲကလူမိုက်တထေးသားအဖွဲကဝင်လာတယ်ပြီးတော့ကောင်မလေးကိုပြဿနာချကြတယ်အဲ့ဒါကိုကောင်လေးကဝင်ပြီးတော့ဟီးရိုကြီးလောက်တာပေါ့အဲ့မှာဒီကောင်လေးဝိုင်းပြီးတီးတာခံလိုက်ရတော့တယ်ဒီလိုနဲ့ကောင်လေးကရုံးခန်းထဲကိုရောက်သွားပြီးတော့ရုပ်ချောပြီးသဘောကောင်းတဲ့ဆရာမလေးကပလတ်စတာကပ်ပြီးတော့ခံလိုက်ရပါတယ်မျိုးသူမလေးက broken family ကစဉ်းစားလာတာပါသူ့ရဲ့မိဘတွေကတော့ကွဲနေတာပါဒါကြောင့်သူ့ရဲ့ပုံစံအခုလိုမျိုးပဲကြမ်းတမ်းခတ်ထန်နေတာဖြစ်ပါတယ်ဒီလိုနဲ့အိမ်နဲ့ညချမ်းလေးမှာကောင်မလေးကလေငင်းခံရင်းနဲ့တရားဘက်ကိုထွက်လာတော့စွန်လွတ်ဖို့ကြိုးစားနေတဲ့ကောင်လေးကိုတွေးလိုက်ရပါတယ်ပြီးတော့ကောင်မလေးဆင်းဖို့တက်ဖို့လွယ်ကူအောင်လို့ကောင်လေးကသူ့ဖေခွေးထိန်ကြိုးတကြိုးကိုလေတက်တိုင်တိုင်မှာရှိပေးထားတယ်ဗျကောင်မလေးကတရားအောက်ကိုဆင်းလာပြီးတော့စွန်အတူတူလွတ်ပါတယ်စွန်လေးကအခုဆိုရင်တော့လေပေါ်ကိုတက်သွားပြီဖြစ်ပါတယ်ပြီးတော့သူတို့နှစ်ယောက်ရဲ့ယဉ်နီးခင်မင်မှုကလည်းတဖြည်းဖြည်းနဲ့များလာပြီးတိုးလာပြီပေါ့ကောင်လေးရဲ့ဖခင်ဖြစ်သူကတော့တနေရာကနေသူတို့ကိုစောင့်ကြည့်နေပါတယ်ပြီးတော့သဘောလဲကျနေပါတယ်ကိုဆိုရင်သူ့ရဲ့သားမတငယ်ချင်းအစ်တယောက်ရနေပြီလေတငယ်ချင်းတွေဖြစ်သွားပြီးတဲ့နောက်နေ့ကျောင်းသွားတဲ့အခါမှာကောင်လေးကကောင်မလေးကိုစပိန်လေးနဲ့တင်ပြီးတော့ခေါ်ပါတယ်ကောင်လေးကလည်းသူ့ရဲ့ဝါသနာသူဆွဲထားတဲ့ပကြီးပုံလေးတွေကိုကောင်မလေးကိုပြရတယ်ပေါ့အဲ့ဒီညချမ်းလေးမှာကောင်မလေးစီကိုဖုန်ကောတကောဝင်လာခဲ့ပါတယ်သူ့ရဲ့အမေဖြစ်တဲ့သူကအရက်ဆိုင်မှာမူဗီလဲနေတဲ့အတွက်ကြောင့်လာခေါ်ဖို့ဖုန်းဆက်တာပါဒီလိုနဲ့ကောင်မလေးကအရက်ဆိုင်ကိုထွက်ပြီးတော့သူ့ရဲ့အမေကိုခေါ်လာတယ်လမ်းမှာကောင်လေးရဲ့အဖေနဲ့တွေ့တော့ကားလမ်းကြုံလိုက်စီးတယ်ကားကောင်းထဲမှာကောင်လေးဆွဲပေးထားတဲ့ကောင်လေးအဖေရဲ့ပကြီးပုံရှိပါတယ်အဲ့ဒီပကြီးပုံကိုမြင်လိုက်တော့ကောင်မလေးကတခုခုသတိရသွားခဲ့တယ်ဗျာသူ့ဘဝအတွက်မမေ့နိုင်စရာအိမ်မဆိုးတစ်ခုပေါ့သူငယ်တုန်းကလူသမားတစ်ယောက်ကသူ့ကိုတတ်ဖို့ကြိုးစားတာခံရဘူးပါတယ်အဲ့ဒီတော့ကလည်းလူသမားရဲ့ကားကောင်းထဲမှာဒီလိုမျိုးပကြီးပုံလေးတစ်ပုံရှိခဲ့ဘူးတယ်ဗျာဒါကြောင့်ကောင်လေးကိုနောက်နေ့မှသွားတွေ့ပြီးတော့ငယ်တုန်းကဆွဲခဲ့တဲ့ပုံလေးတွေရှိလားငါကြည့်ချင်တယ်လို့ပြောလိုက်တယ်ကောင်လေးကလည်းသူဆွဲထားတဲ့ပုံလေးတွေထုတ်ပြီးကြွားတာပေါ့အဲ့ဒီခါမှာတေချာသွားပါတယ်ဒီလူကြီးကသူ့ကိုတတ်ဖို့ကြိုးစားဘူးတဲ့သူပဲအဲ့ဒီညချမ်းလေးမှာသူတို့ဆုံနေကြနေရာမှာစွန်လွတ်နေကြတော့တထေးသားအဖွဲကရောက်လာပါတယ်ပြီးတော့ဒီကောင်လေးကပြဿနာရှာကြတယ်အဲ့ဒီအချိန်မှာကောင်လေးကသူ့ရဲ့ဗီဇတွေပေါ်လာပြီးတော့မှတထေးသားရဲ့မျက်နှာကိုဓာတ်နဲ့ချစ်ပစ်လိုက်တယ်ဗျအဲ့ဒီမှုနဲ့ပဲကျောင်းအောင်ကြီးရုံကန်းကိုကောင်လေးရဲ့အဖေရောက်လာခဲ့ပါတယ်တထေးသားရဲ့အဖေကတော့သူ့သားခံလိုက်ရတဲ့အတွက်မကျေနပ်ပါဘူးဒါပေမဲ့ကောင်လေးရဲ့အဖေကဒေါသထွက်နေတယ်အကုန်လုံးကိုတတ်ပစ်ရှင်နေတယ်အိမ်ကိုပြောင်းတော့လေသူ့ရဲ့သားကိုစူပါတယ်မင်းကဘာလို့မိမတယောက်ထွေးနဲ့ရန်ဖြစ်တာလဲပေါ့မျိုးသူကောင်မလေးကိုလည်းတတိပေးဖို့အတွက်သူ့ရဲ့အိမ်ကိုထွက်လာခဲ့တယ်မျိုးသူကောင်မလေးရဲ့အိမ်ကိုရောက်တော့လူကြီးတွေမရှိပါဘူး
ကောင်မလေးကတကားချောင်းကြီးပေါက်ကနေဒီလူကြီးကိုမြင်လဲရတော့အရန်ကိုလန့်သွားတယ်တကားကိုလည်းလုံးဝဖွင့်မပေးပါဘူးကောင်လေးရဲ့အဖေကတော့ဒီကောင်မလေးတခုတော့ထူးဆန်းနေတယ်ငါအကြောင်းသိထားတခုရှိရလိမ့်မယ်လို့ကောက်ချက်ချသွားတော့တယ်ကောင်လေးရဲ့အဖေပြန်သွားပြီးတော့ကောင်မလေးကဖုံးဆက်ပါတယ်ကောင်လေးစီကိုပါနေနဲ့ငါနဲ့ဆက်ပြီးတော့မပတ်သက်ကြရင်ကောင်းမယ်တယ်အဲ့မှာပလိန်အဖြတ်ခံလိုက်ရတော့ကောင်လေးလေးကြေကွဲသွားတာပေါ့ငါမှဘာပြစ်တယ်များရှိလို့လဲဟာလို့မေးလိုက်တော့နင်းရဲ့အဖေကိုမေးကြည့်လို့ပြောပါတယ်ဒီလိုနဲ့ကောင်လေးကသူ့ရဲ့အဖေကိုစောင့်ကြည့်ဖို့အတွက်တွေးလိုက်တယ်အဲ့ဒီချိန်သူ့ရဲ့အဖေကတော့ဒေါသတွေအရန်ထွက်နေခဲ့ပါတယ်ကောင်လေးရဲ့အဖေမှာယောဂါတခုရှိပါတယ်သူကဒေါသထွက်ပြီးရင်မဲမဲမြင်အကုန်တတ်ရှင်နေတာပါသူ့ရဲ့အိမ်မှာသူရန်အောင်ရှိရတဲ့ခွေးလေးကိုလည်းတတ်ပစ်တယ်ပြီးတော့လမ်းဘေးမှာလေငင်းခံနေတဲ့ဇုံတွဲကိုလည်းပစိန်နဲ့ဝင်ခုတ်တယ်အဲ့ဒီမြင်ကွင်းတွေအကုန်လုံးကိုသားဖြစ်သူကောင်လေးကမြင်ရတယ်ဗျသူ့ရဲ့အဖေကလူသမားကြီးဆိုတာကိုလည်းသိသွားပြီဒါကြောင့်ကောင်လေးကကောင်းမလေးစီကိုဖုံးပြန်ခေါ်လိုက်ပါတယ်ဟုတ်တယ်ငါဖေရဲ့အကြောင်းငါအခုသိသွားပြီဒါပေမဲ့ငါဖေကငါဘဝမှာတော့အရန်ကိုချစ်ရတဲ့သူပဲနေငါ့ကိုမပေါင်းချင်မပေါင်းပါနဲ့ဒါပေမဲ့ငါရဲ့ဖေကိုတော့ငါလုံးဝမစွန့်လွတ်နိုင်ဘူးလို့ယတိပြပြောလိုက်တော့တယ်အရန်ကိုစိတ်ညစ်သွားတဲ့ကောင်လေးကကြောင်းလဲသွားမတတ်တော့ပါဘူးဒါကြောင့်ကျောင်းကသူ့ရဲ့အတန်းမိုင်ဆရာမဂျိုးလေးကအိမ်ကိုလိုက်လာတယ်သားဘာလို့ကြောင်းမတက်တယ်လဲလာမေးတာပါကောင်လေးကပြောပါတယ်ဆရာမကြီးမိဘတွေရဲ့ဗီဇတွေကသားသမီးတွေစီကိုပါတက်လာပြားတဲ့ဆရာမကတော့မိဘတွေရဲ့သွေးတွေကသားသမီးရဲ့ခန္ဓာကိုယ်ထဲမှာစီးဆင်းနေတာမို့လို့ဗီဇတွေတော့ပါလာနိုင်ပါတယ်ဒါပေမဲ့ကိုယ်တိုင်ပြုပြင်ထိန်းသိမ်းပြီးနေမယ်ဆိုရင်တော့အဲ့ဒီဗီဇတွေပျောက်နိုင်တယ်လို့ဆုံးမပါတယ်ကောင်လေးကဆရာမလေးပြန်သွားပြီးတော့သူ့ရဲ့လက်ကိုသူပြန်ဖောက်ပါတယ်သူ့ဖေရဲ့သွေးတွေကိုဖောက်ထုတ်ချင်ပါတယ်ဒီဗီဇတွေသူ့ရဲ့ခန္ဓာကိုယ်ထဲမှာစီးဆင်းနေတာသူလုံးဝမကြိုက်ဘူးနေစဉ်ရက်ဆက်ဆိုသလိုပဲသူ့ကိုယ်သူတန်ရာတွေရအောင်လုပ်ပြီးတော့သွေးတွေကိုထွက်အောင်လုပ်နေတာပါဒီလိုနဲ့ကြောင်းပြတဲ့ရက်တရားလဲကြာလာပြီဆိုတော့ဆရာမလေးကနောက်တစ်ခေါက်အိမ်ကိုလိုက်လာခဲ့တယ်ဒီတစ်ခေါက်တော့လူသမားဦးလေးကောင်လေးရဲ့အဖေနဲ့တွေ့တာပေါ့ကောင်လေးရဲ့အဖေကတော့ဆရာမလေးကိုရန်ရှာမိမှဆိုတဲ့အတွက်မောင်းထုတ်ပါတယ်ဆရာမလေးအိမ်ကနေပြန်ထွက်သွားတော့ကောင်လေးကနောက်ကနေလိုက်လာခဲ့တယ်ဗျအဲဒီနောက်လူရှင်းတဲ့တနေရာကိုရောက်တော့ဆရာမလေးရဲ့လေပင်ကိုဓာတ်နဲ့သွားဖြတ်တယ်ထွက်လာတဲ့သွေးတွေကိုသူကသွားပြီးတောက်တယ်အဲဒီချိန်မျိုးသူကောင်မလေးကအနားကိုရောက်လာတယ်ပြီးတော့နင်ဘာလို့လှုပ်တာလဲမေးတာပေါ့ကောင်လေးကရှင်းပြပါတယ်သူ့ရဲ့ခန္ဓာကိုယ်တွေကအဖေဖြစ်သူရဲ့မကောင်းတဲ့ဗီဇသွေးတွေကိုသူဖောက်ထုတ်ပြီးပြီအခုအရန်ကိုသဘောကောင်းပြီးကျင်နာတဲ့ဆရာမလေးရဲ့သွေးတွေကိုသူတောက်ဖို့လိုတယ်ဒါမှသာသူကလူကောင်းတစ်ယောက်ဖြစ်မယ်လို့သူ့ကိုယ်သူထင်တယ်လူကောင်းဖြစ်သွားတော့မှသူချစ်တဲ့မျိုးသူမလေးနဲ့နီးစပ်မှာပေါ့လို့ပြန်ရှင်းပြတယ်အဲဒီချိန်အနီးနားသူတွေကလည်းတွေ့သွားတာမို့လို့ဆရာမလေးကတော့မသေးခဲ့ပါဘူးကောင်လေးနဲ့ကောင်မလေးကတော့တောထဲကိုထွက်ပြေးကြပါတယ်အနောက်ကနေလူသမားဦးလေးကောင်လေးရဲ့အဖေကလိုက်လာခဲ့တယ်ဗျသူတို့နှစ်ယောက်ကိုမိသွားတော့ကောင်မလေးကိုတတ်ဖို့ကြိုးစားပါတယ်နင်းကြောင့်ငါသားနဲ့ငါနဲ့꿰ရတာလို့ပြောပါတယ်အဲဒီချိန်ကောင်လေးကတော့သူ့ရဲ့အဖေကိုဓာတ်နဲ့ဝင်ထိုးပါတယ်ပြီးတော့အမေကိုလည်းအဖေတတ်လိုက်တာမလားလို့မေးပါတယ်ဇလန်လေးရဲ့ဆုံးမှာတော့ကောင်လေးရဲ့အဖေဟာသေဆုံးသွားခဲ့ပါတယ်ဒီဇလန်လေးကဒီတောထဲမှာပဲပြီးသွားခဲ့တာပါကျွန်တော်တို့မိဘတွေရဲ့ဗီဇတွေကကျွန်တော်တို့စီမှာစီစဉ်နေပါတယ်ဒါကြောင့်မို့လို့ကောင်းမွန်တဲ့ဗီဇတွေနဲ့ကောင်းတဲ့အလုပ်တွေကိုပဲလုပ်ကြပါလို့ကျွန်တော်ကတိုက်တွန်းလိုက်ချင်ပါတယ်ကျွန်တော်နာမည်သူတွေနေဆိုပါကျွန်တော်တို့နောက်တစ်ဇလန်ကောင်းလေးအများကြီးနဲ့ပြန်လဲဆုံတွေ့ကြတာပေါ့ဗျာ